Distraber ဘန်လို့ပြောလိုက်တာနဲ့ Oh wow ဆိုတဲ့တချင်းကိုပြင်းမြင်ကြမယ်ထင်ပါတယ် sorry ကိုပုတ်ကကြီးကကျွတ်စင်ဆိုတော့ရီမိသွားတယ် Distraber ဘန်က1994ခုနှစ်ချီကာဂိုမြို့မှာဖွဲ့စည်းခဲ့တဲ့ American New Metal ဘန်တစ်ခုဖြစ်တယ်သူတို့ဘန်ရဲ့ vocal သမား David Draiman ရဲ့ vocal style ကြောင့်ဘန်က New Metal လောကမှာရန်နာမည်ကြီးလာပါတယ်2000ခုနှစ်မှာ Down with the Sickness ဆိုတဲ့တချင်းထွက်ပြီးတော့ New Metal fan တွေကြားဝက်ကွဲအောင်ပေါက်သွားခဲ့ပါတယ်ဒီတချင်းတွေကဝါဆိုတဲ့ vocal intro က New Metal history မှာ legendary sound တစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ Distraber ဘန်က metal ဘန်ဖြစ်ပေမဲ့2015ခုနှစ်မှာ The Sound of Silence ဆိုတဲ့ classic sound တစ်ခုကိုကာဗာပြန်ဆိုခဲ့ပါတယ်ကာဗာပြန်ဆိုတော့ရီးဖြစ်လာကွာလို့တာဇန်တွေက comment မှာလာရင်ဘယ်လိုလုပ်မလဲမထူးတော့ပါဘူးစပြောလိုက်တော့ပါမယ် The Sound of Silence ဆိုတဲ့တချင်းက YouTube ပေါ်မှာလည်းကြည့်ရှုသူတန်းပေါင်းများစွာနဲ့အလွန်အောင်မြင်ခဲ့ပါတယ် Distraber ဘန်ရဲ့သမိုင်းကြောင်းအကျဉ်းအစောပိုင်းကာလမှာ Brawl ဆိုတဲ့နာမည်နဲ့စတင်ခဲ့တာဖြစ်ပြီး1996ခုနှစ်မှာ David Draiman ရောက်ရှိလာပြီးနောက်ပိုင်းမှာ Distraber လို့အမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်2000ခုနှစ်မှာထွက်ခဲ့တဲ့ The Sickness ဆိုတဲ့ album ဟာသူတို့အဖွဲ့ကိုနာမည်ကြီးရစေခဲ့ပါတယ်သူတို့ရဲ့ထွက်ခဲ့သမျှ album 5ခုလုံးဟာစတိုက်ဆိုလို့ဘေးပုတ်200ရဲ့ထိပ်ဆုံးပိုင်းမှာရောက်ရှိခဲ့တဲ့မှတ်တမ်းကောင်းတစ်ခုကိုလည်းပိုင်ဆိုင်ထားပါတယ် Distraber ဘန်နဲ့ပတ်သက်လို့မိတ်ဆွေတို့သိထားတာတွေရှိရင်လည်းတခြားလူတွေပဲသိအောင် comment မှာဖြည့်ဆွတ်ပြီးရေးပေးခင်နော်အခုလိုမျိုး music band တွေရဲ့ history တွေကိုကြည့်ရင် follow လုပ်ထားဖို့မမေ့ကြနဲ့နော်